အားလုံးပဲမင်္ဂလာပါ27 mobile ဖုန်းမှန်လေးပြန်လဲကြိုဆိုလိုက်ပါတယ်အခုရောက်ထားတဲ့ဖုန်းလေး3လုံးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာ Note 40 Pro Black လေးထည့်ရောက်ပါတယ်နော်2256လေးပါခင်ဗျာဖုန်းလေးကိုမှကျွန်တော်အနေနဲ့အသွင်ကျိုးလက်ဆောင်ထည့်ပေးပါမယ်နော်ကျိုးကောင်းတွဲရထည့်ပေးပါမယ် original ကျိုးကောင်းတွဲရထည့်ပေးမယ်နော်။အောင်လေးတို့အလုံးလေးနေတာတော်တော်တန်သေးရဲ့ဗျ။ဖွင့်လက်ပြင်ပါတယ်။ပေါ်ဂျယ်လီလေးကိုမခွာသေးဘူးနော်။ပေါ်ဂျယ်လီလေးပါအောင်မယ်ဗျ။2256လေးနဲ့ကန်ရပါမယ်။ဂိမ်းစော်မလားကင်မရာရိုက်မလားအကုန်သုံးလို့ရပါတယ်နော်။အကုန်သုံးလို့ကောင်းပါတယ် 7S Gen 3ပါနော်။ဘက်ထရီ6200ပါမယ်ခင်ဗျ။ Note 40 Pro Black လေးပါနော်ဒီကောင်လေးဆိုရင်ကျွန်တော်စီမှာ9သိန်းကျော်နေရပါမယ်နော်9သိန်းကျော်လေးပါနော်ဒီကောင်လေးဆိုဒါလေးကကြတော့ CP3 လေးပါခင်ဗျ memory တမုံထည့်လို့ရမယ်ဗျ512 kg လေးပါနော်ဒီကောင်လေးဆို512 kg လေးပါဗျအလုံးနေတာတော်တော်တန်ပါသေးတယ်ဆက်ပွင့်ပြုပြင်ထားခြင်းမရှိပါဘူးเนาะအလုံးအောက်ပတ်လက်အလုံးလေးလုံးတန်လေးပါဗျဒါလေးကကြတော့ vivo လေးပါเนาะ vivo လေးကိုမှ design ပိုင်းလေးလည်းလာပါတယ်ဒီကောင်လေးဆို flat လေးပါလုံးနေတာလေးတော်တော်တတ်မှသေးတယ်ဒီကောင်လေးဆိုရင်လည်း25 cent နဲ့လာပါတယ်စီလီကလည်း9သိန်းပေါ်နေရပါမယ် Snapdragon 7S Gen 3ပါခင်ဗျကင်မရာပိုင်းဗာညာကြည့်တောက်ရှင်းပါတယ်เนาะဂိမ်းမဲဆော့ဆော့တပုံမရရအဆင်ပြေပါတယ်ချစ်ချူပေးတဲ့ customer အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ